Ai Salapiro, Pomono Palora, Rosso, Dineama Arto Debo, Arto de Suraga, Pau Piora Rosso, let me lose how now, Piora. Era Pomonoga, a coup, the answer can put in, they are Arto died, they are tiny sweet, they are go. Cô này sẽ rồi để anh cô let đôi cha cha đi ông ná lên ông lâu lâu cha để sức khăn gì màအဲ့တော့let đôi cô tin yêu lấy là để tin nhàng bị nhàng cô thay vì rồi let đôi santa chỉ let đôi lâu chi à đã cô để chú cha rồi thì practical sin này lo đi loမြန်မာစကားနဲ့အင်္ဂလိပ်တွဲပြီးတော့ပြောတာရှိပါတယ်ဒါက learning ဒါက practicing ပေါ့ဒီလက်တွေ့လုပ်တဲ့နေရာမှာဘုံဘုံတို့ကစာစကားအနေနဲ့ကြတော့ဗာပြောတာတော့ပฏิပတ်တိတခါလေရတော့ပฏิပတ်လို့ခေါ်ပါတယ်ဒီလိုသင်ယူလေ့လာမှုနဲ့လက်တွေ့လုပ်ပြီးတော့ဒါလည်းပြီးပြီလားဆိုမပြီးဘူးနံပါတ်3ကဘာလို့ရမှာတော့ဆိုရင်ဘုံဘုံတို့ခုနလည်းနည်းနည်းပြောပြပါပြန်ပွားအောင်ဒိုးပွားအောင်လုပ်ရတယ်။ဘာလုပ်ရတာလဲ။ပြန်ပွားအောင်ဒိုးပွားအောင်လုပ်ရတယ်။ဒီပြန်ပွားအောင်ဒိုးပွားအောင်လုပ်ရတာကဘုံဘုံတို့ကမျှဝေတဲ့ system နဲ့မျှဝေတဲ့စနစ်နဲ့သွားတယ်။ဥပမာဘုံဘုံကတစ်ချိန်လုံးဒီမှာမရှိနေဘူးအလုပ်များတဲ့နေရာမှာအရေးကြီးတဲ့နေရာမှာဘုံဘုံနေပါတယ်တချို့ဆိုရင်ကိုယ့်ရဲ့ပစ္စည်းဘယ်မှာရှိမှန်းဘုံလည်းမသိဘူးစာအုပ်တွေဘယ်မှာရှိမှန်းလည်းမသိဘူးကိုယ်လည်းပဲအလောက်ထိကိုယ့်ရဲ့ပစ္စည်းတွေကိုယ့်ရဲ့အသုံးဆောင်တွေကြောင်းတွေတခုမှဘုံဘုံမှလည်းတန်ရောစင်မရှိဘူးကိုယ်တိုင်တိဆောက်ကလေးကကိုယ့်အတွက်တိဆောက်တာမဟုတ်ဘူးအများအတွက်တိဆောက်ထားပေးတယ်အဲ့တော့ကိုအေးစစ်စစ်ပဲထွက်သွားနိုင်တယ်ကိုပြန်လာခြင်းနဲ့ကိုပြန်လာတယ်အေးစစ်စစ်ပဲပေါ့အဲ့နဲ့ဘာဖြစ်လို့ဘုံဘုံကတစ်ချိန်လုံးခီးထွက်နေရတာလဲမပင်ပန်းဘူးလားပင်ပန်းတယ်ပေါ့ကိုယ့်အကိုတခါလေတွေးကြည့်တယ်ခီးထွက်တဲ့အခါမှာအစားအသောက်မမှန်ဘူးအိပ်ရေးမမှန်ဘူးနေရာမမှန်ဘူးຢာတိဥတုမမှန်ဘူးဆေးတောက်ရတော့မယ်ဆိုရင်ဆေးတခါလေဆေးတောက်တဲ့အချိန်လည်းမမှန်တော့မမှန်တဲ့အခါမှာအသက်ရှည်နိုင်လားဆိုတာအသက်တော့မရှည်နိုင်ဘူးကိုယ့်အကိုသိတယ်အသက်တော့မရှည်နိုင်ဒါပေမဲ့ကိုကအသက်ဘလောက်ထိအပိုင်းခြားနေရမယ်ဘယ်သူမှမသိနိုင်တော့သိနိုင်တာကအေးကိုလုံနိုင်တဲ့အချိန်မှာကိုကြိုးစားမယ်ဒီပစ္စုပန်ကာလလက်ခုလက်ရှိကာလမှာကိုအတွက်အကြီးမားဆုံးတန်ဖိုးအရှိဆုံးအချိန်ပဲဆိုပြီးတော့အချိန်ကိုအကျိုးရှိရှိအသုံးပြုတာပဲအေးသွားနေရတယ်ဆိုတာပြန့်ပွားအောင်တိုးပွားအောင်သွားပြီးတော့မျှဝေပေးတာကိုယ်စီမှာတင်ယူထားတဲ့လေ့လာထားတဲ့အရာအဲ့အသိဉာဏ်ကိုတပါးတူစလဲပဲသိအောင်ပြန့်ပွားအောင်တခြားတနေရာမှာလည်းပဲပြန့်ပွားအောင်ဘုံဘုံတို့သွားရတယ်ကိုကလက်တွေ့စမ်းတတ်ထားတဲ့အရာကကောင်းတယ်ဆိုရင်သူများလည်းပဲဒီတရားဓမ္မကတကယ်လက်တွေ့ကြတယ်ဆိုတော့လေဒီအသိဉာဏ်တွေကိုသူများစီလည်းပဲရောက်ပါစေဆိုပြီးတော့တိုးပွားအောင်ဘုံဘုံတို့စူးစမ်းပြီးတော့ခေးသွားတယ်အလကားသွားတော့မဟုတ်ဘူးတချို့တနေရာမှာဆိုရင်စာသင်ပေးရတယ်တချို့တနေရာမှာကျတော့ဒီလိုလက်ချက်တွေပေးရတယ်တချို့တနေရာမှာကျတော့ဒီလို workshop တွေရှင်းပြတယ်တရားစခန်းတွေဖွင့်နေတချို့တနေရာမှာကျတော့တရားဟောရတယ်အဲ့လိုမျိုးတချို့တနေရာမှာဆိုရင်ဟောမှာတရားဟောမှာကတနားလေးပဲဒါမဲ့ကားစီးရတာ10နာလောက်စီးရတယ်ဒီတိုင်းကြည့်ရင်တော့မတန်ဘူးပေါ့ဒါပေမဲ့ဘုံဘုံတို့ကတန်ဝင်ရှိတယ်လေဗုဒ္ဓရဲ့အာသနာတော်ထဲမှာနေပြီးတော့ဗုဒ္ဓပါရဝင်တူအနေနဲ့တန်ဝင်ရှိလို့ပင်ပန်းခံတာပဲပင်ပန်းခံတာလူတိုင်းအဲ့လိုမျိုးကြိုးစားတယ်ဒါကြောင့်ကိုယ်စီမှာတည်တဲ့အတိကိုပြန်ပြောအောင်ကြိုးစားကြပါကိုယ်စီမှာတကယ်လက်တွေ့ချနီးကောင်းလမ်းမှရှိရင်လည်းသူများလည်းပြန်ပြီးတော့ဖြန့်ဝေပါမျှဝေပါဒီလိုမျှဝေခြင်းစနစ်ဟာကိုညီထောက်ပံ့ခြင်းဆိုတဲ့စနစ်ဟာဘုံဘုံတို့
စီးပြင်းပြန်ပွားအောင်တိုးပွားအောင်ဆောင်ရွက်တဲ့စနစ်ပဲအဲ့တော့တရားဓမ္မဆိုတဲ့သာနာကိုလည်းဘုံဘုံတို့ပြန်ပွားအောင်လုပ်တာအခုနဲ့ဘုံဘုံတို့တရားအားထုတ်တဲ့ယောဂီပုဂ္ဂိုလ်တွေဒီဘုံဘုံတို့အားလုံးကဒီတန်ခါအပါဆိုရင်ဒီနေ့119ရှိတယ်129မှာတယောက်ယောက်ကတပါးပါးကတရားဓမ္မကိုကိုယ်တိုင်ဒီ9ရက်အတွင်းမှာလေ့လာတွားနိုင်တယ်လက်တွေ့လေးရသွားတယ်အဲ့ဒီတရားကိုဘုံဘုံတို့အားလုံးကိုစားတခြားတနေရာမှာသူသွားပြီးတော့ပြန်ပြောပြနိုင်တယ်ဖြန့်ဝေနိုင်တယ်ဆိုရင်ဘုံဘုံတို့ကအများကြီးသာနာတော်ထွန်းကားပြန့်ပွားတယ်ဆိုတဲ့စကားလုံးကိုပေါ်လာတယ်ပရမဥဆုံးကိုယ့်အကိုအရင်ဟောလောက်တာအဲ့ဒါပြီးဆိုရင်ဘုံဘုံတို့တရားဓမ္မဆိုတဲ့သာသနာကိုပြုတဲ့အခါမှာဘာလို့ရတာလဲဆိုရင်ထိန်းသိမ်းဆောင်ရှောက်ခြင်းဆိုတဲ့ဟာတွေလုပ်ရတယ်ဒီထိန်းသိမ်းဆောင်ရှောက်တာကမြတ်စွာဘုရားရဲ့တရားဓမ္မမှမဟုတ်ပါဘူးဘုံဘုံတို့အားလုံးကိုယ့်ရဲ့စီးပွားရေးလူမှုရေးမိသားစုအရေးကျမ်းမာရေးနော်နောက်ပြီးတော့ဒီဆရာနဲ့တပည့်စသဖြင့်အရေးတကအရေးတွေအားလုံးဟာမပြောင်းမပြတ်စီးရလေအောင်ဘုံဘုံတို့ဘာလုပ်ကြရလဲဆိုတော့ထိန်းသိမ်းဆောင်ရှောက်ကြရတာပဲဒီထိန်းသိမ်းနေဆောင်ရှောက်တယ်ဆိုတဲ့နေရာမှာဘုံဘုံတို့တယောက်ကိုတယောက်တဦးကိုတဦးဆရာနဲ့တကားအကောင်လုံးအချင်းချင်းတူလိုအပ်ချက်ကိုလိုအပ်ချက်ကိုဝိုင်းပြီးတော့ထိန်းသိမ်းတာနောက်တဦးကိုတဦးတယောက်ကိုတယောက်ဆရာနဲ့တကားတော့မဟုတ်မိသားစုအချင်းချင်းဝိုင်းဝန်းပြီးတော့သူ့ရဲ့လိုအပ်ချက်ကိုလိုအပ်ချက်ကိုကူညီပေးတာပံ့ပိုးပေးတာစောင့်ရှောက်ပေးတာတွေအားလုံးဟာတကယ်အာနာပြုတဲ့ new system တွေမှာဝင်နေဒီတိုင်းပဲကိုကထိမ့်သိမ့်သိရင်နဲ့မထိမ့်သိမ့်ဘူးတရားကိုတရားစောင့်ရှောက်သိရင်နဲ့မစောင့်ရှောက်ဘူးဆိုရင်နောက်ဆုံးဘာဖြစ်မလဲဆိုရင်ပျောက်ပြတ်ခြင်းဖြည့်ဆည်းခြင်းတဘောတရားနဲ့ပြန်ပြီးတော့သွားတယ်ဒီနေရာမှာသင်ယူလေ့လာမယ်ဆိုတာဘာဖြစ်လို့ပရမဥဆုံးလာတာလဲဘဝဟာအတိညာဟာသင်ယူလေ့လာမှုမရှိဘူးဆိုရင်ဘဝခရီးသွားတဲ့အခါမှာအမှားတွေနဲ့ခရီးသွားတတ်ပါတယ်တဲ့ဒီခါလေမာမမသိမှန်မှန်မသိဖြစ်တတ်ပါတယ်တဲ့အဲ့ဒီအမှားမှန်ကိုတေချာသိမြင်အောင်ပရမဥဆုံးသင်ယူလေ့လာပြီးတော့ဘုံဘုံတို့ကြိုးစားတယ်ဒီနံပါတ်1ကလက်တွေ့လှုပ်ဆောင်ရတယ်အားထုတ်ရတယ်ဆိုတဲ့အရာကကိုကသိထားပြီဒါကကောင်းတယ်ဒါပေမဲ့ကောင်းတယ်သိရုံပဲဆိုရင်အတိဒီအိုရီထဲမှာပဲရှိတယ်ကိုရဲ့ဖွာထဲမှာလက်တွေ့ကြကြအဲ့ဒီကောင်းတယ်ဆိုတာကိုမပြီးကျင့်နိုင်ဘူးမဖြည့်ဆည်းပေးနိုင်ဘူးမလေ့ကျင့်ထားဘူးဆိုရင်ကိုကအဲ့ဒီကောင်းတယ်ဆိုတာသိပဲသိတယ်အဲ့ဒီရဲ့ကောင်းတဲ့အရာကိုကိုကမသိဘူးမခံစားနိုင်ဘူးအဲ့ဒါကြောင့်မလို့ဒီဟာလေးတွေကိုဘုံဘုံတို့ကဒီလက်တွေ့ကြကြဘာဖြစ်လို့ဒီလိုကြိုးစားရတာလဲဆိုရင်တို့ကိုသိထားတဲ့နားလေထားတဲ့ဒီအိုရီတဘောတရားကိုသူများပြောတိုင်းလည်းမယုံနဲ့ဗုဒ္ဓမြတ်စွာဘုရားကသူ့ရဲ့ဒေသမုတ်တိတောက်တန်တရားတော်လို့အိမ်ကုတ်တော်တွေမှာတို့မဟုတ်ဒီတခြားတရားတွေထဲမှာအများကြီးသူမိန့်ထားတာရှိတယ်လက်တွေ့ကြတဲ့စနစ်ကိုအဓိကဥတည်ဖို့ချက်ချင်းလုံးဝမယုံနဲ့တဲ့သူကကာလမတွေကာလမရွာသွားတယ်မြတ်စွာဘုရားမိန့်တာစေချက်ရှိတယ်ငါမြတ်စွာဘုရားပြောတယ်ဆိုရင်လည်းချက်ချင်းအားလုံးမယုံနဲ့တဲ့ဒါကပိဋကတ်3ဘုံကနေဆင်းသက်လာတယ်ဆိုရင်လည်းချက်ချင်းမယုံနဲ့တဲ့ဒါကအဘိုးဘွားတွေပြောထားတဲ့စကားဆိုရင်လည်းချက်ချင်းမယုံနဲ့ဒါကငါတို့ဆရာကပြောတာတော့မဟုတ်ဒါကငါတို့ဆရာရဲ့ဆရာအာစရိယဗရဗရငါတို့ဆရာပြောထားတယ်ဆိုရင်လည်းမယုံနဲ့ဒါကယဉ်ကျေးမှုပဲဆိုတာလည်းချက်ချင်းမယုံနဲ့တော့အဲ့လိုမျိုးပြောထားတာအဲ့တော့မြတ်စွာဘုရားရဲ့တရားဓမ္မတူတွားခြင်းတဲ့လမ်းကြောင်းကတကယ်ဆန်းစစ်လေ့လာဝေဖန်သုံးသပ်ဆုံးဖြတ်ပြီးမှလေ့ယုံကြည်ပါလို့သူကလုပ်ချင်ပြောချင်တယ်အဲ့ဒီဆန်းစစ်လေ့လာသုံးသပ်ပြီးတော့ယုံကြည်နိုင်ဖို့ဆိုလက်တွေ့မပါဘဲနဲ့ဘုံဘုံတို့က
ဘေဟာကကောင်းတယ်မကောင်းဘူးဆိုတတ်အပြောလို့မရဘူးဒါကြောင့်မလို့မြတ်စွာဘုရားကအေးဟုတ်ပြီဗုဒ္ဓကိုယ်တိုင်ပြောတဲ့တရားစကားကိုချက်ချင်းမယုံနဲ့လို့ဆိုရင်ဉာဏ်နဲ့ရာရောဗုဒ္ဓတရားဓမ္မရောဘယ်လိုနိလန်းနဲ့ယုံရမလဲဆိုပြီးတော့မြတ်စွာဘုရားကနိလန်းပေရန်တိုင်းတဲ့စနစ်တစ်ခုပေးထားတယ်ပထမတစ်ခုပေရန်ကတိုင်းကြည့်လိုက်ဒီလိုပဲပြောအဲ့ဒါကဟိုတဘာဝအရာရောကိုယ်အတွက်ရောအများအတွက်ရောကောင်းမနေဘူးတဘာဝမကြနေဘူးအကုသိုလ်ဆိုတဲ့အပြစ်ကိုဖြစ်စေတယ်ဆိုရင်တော့အဲ့ဒါကိုပေးရမယ်ဘယ်သူပဲပြောအဲ့ဒါကနိစနစ်ကကောင်းနေတယ်ကုသိုလ်ဖြစ်စေတယ်ဆိုရင်တော့အဲ့ဒါလက်ခံရမယ်တခုကအကုသိုလ်ဆိုတဲ့ပေဒာနဲ့တိုင်းတာတခုကြတော့ကုသိုလ်ဆိုတဲ့ပေဒာနဲ့တိုင်းတာကုသိုလ်လို့ပြောရင်လည်းပဲသူကပါဠိစကားလုံးဖြစ်ပြန်တယ်။ယကုတလမြန်မာစကားကကုတလကိုကုသိုလ်လို့ပါဠိဆင်းသက်လာတယ်။ကုသိုလ်လို့ပြောရင်ကုသိုလ်ဆိုတဲ့အဓိပ္ပာယ်ကဘာပြောတာတော့ဆိုရင်မိမိနဲ့သူတို့ပါကောင်းကျိုးဖြစ်စေတဲ့အရာအလုံးကိုကုသိုလ်လို့ခေါ်တာ။ပြီးရင်မိမိနဲ့သူတို့ပါချမ်းသာမှုကိုဝါစေတဲ့အရာအလုံးကိုကုသိုလ်လို့ခေါ်တာ